အလုံးမင်္ဂလာပါမတွေ့ရတာကြာပြီပေါ့နော်ပန်းတစ်တွေလည်းအမမထိုးနေရဘူးဆိုတော့အမကဘီယူမတင်ဖြစ်တာပေါ့နော်ဒါကဒီနေ့ကအမကစိတ်ပူပန်းထိုးနည်းကိုတင်ပေးမယ်အားလုံးပဲလိုက်ကြည့်ပြီးကြပါနော်ရင်စုံအမတို့ကမထိုးခင်ပုံချမ်းချတာပေါ့နော်ကိုလူချင်းနဲ့ပွင့်ဖက်ရဲ့အနီအထိုင်းကိုပုံချမ်းချတာပေါ့နော်လူရှင်အမကဒါဒီအနီထားပေါ့နော်ဒါအမလူချင်းနဲ့အနီထားပါဒီတော့အမကတော့ဒီဘက်ထိတ်ကနေပဲအမအရင်လာအကူအရင်လာတယ်ပေါ့နော်ကိုဆိုရင်အမစထိုးပြီးပေါ့နော်ဒီအလေဘဟုပဲပေါ့နော်အဲ့ဒီဘေးကရက်ကိုပဲကနေမှဒီဘက်အလဲဘဟုပဲပြန်ထိုးပြီးဒီဘက်ကိုပြန်ထွက်မယ်သုံးဖက်ထိုးတော့ပေါ့နော်ဒီလိုမျိုးလေးရမယ်ပြီးဒီကနေမှဒီမှာကဒီဘက်ကိုအပြန်ထွက်မယ်သုံးဖက်ရမယ်အလုံးစုစုပေါင်းပွင့်ဖက်6ခုထိုးမယ်အဲ့ဆိုရင်ပွင့်ဖက်ရပြီနော်ပွင့်အခြေခံရပြီဆိုလို့ရှိရင်တော့ပန်းနေထိုးရတာတော့မခက်ခဲတော့ဘူးเนาะအရန်ကိုလွယ်ကူရတယ်ပေါ့နော်ဒါရပြီဆိုလို့ရှိရင်အမတို့ကအဆန်ထည့်မယ်ဆန်ထည့်တဲ့ခါကျရင်လည်းအရင်အရှိမကဒါထိုးနီးပါလေအဆန်လုံးနီးကိုလည်းချစ်ကမှတင်ထားပြီးပြီအလေတတဲကနေအထည့်မှာပေါ့နော်5 ခါရစ်မယ်1 2 3 4 5 ခါရစ်ပြီးလို့ရှိရင်ဒီမှာထည့်မယ်
ပြီဆိုလို့ရှိရင်ဒီဓာရဲ့ဒီဓာတက်တဲ့ဆိုလို့ရှိရင်သူကရိုးတံနည်းနည်းတူရမှာမို့လို့ဒီထက်နည်းနည်းဒီလလောက်ကနေမှထည့်မယ်ပြီးရင်ဒီဘက်ပေါ့ကိုမတွားဘူးဒီပင်းဖွဲ့ရဲ့အောက်ကနေကိုထိုးမှာဒါပြီနော်ပြီးရင်ဒီကနေပဲပြန်ထပ်မယ်ပြီးချီကိုပြန်လိန်လိုက်မယ်လေမင်းခုနကအထက်တဲ့နေရာကပဲပြန်သွားမယ်ဒီညမှာကိုကနည်းနည်းပိတ်နေတယ်ပစ်နေတယ်ဆိုရင်အကလေးနဲ့ဒီလိုမျိုးနည်းနည်းလောက်လိုက်ဒါပြီနော်အားလုံးပဲစီပီကြမယ်လို့ထင်ပါတယ်မတိတာရှိရင်မရှင်းတာရှိရင်မစင်ကြမှာချိန်မြေးလမေးမြင်နိုင်ပါတယ်အလုံးကျေးဇူးတင်ပါတယ်